အားလုံးမင်္ဂလာပါကျွန်တော်ကတော့ကိုကိုရာမြတော့အကြောင်းဌာနကပေါ်စတယ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုမိတ်ဆက်ပေးနေတာကတော့ကိုကိုဒါ MUC ရဲ့ရင်းကောင်59ကောင်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ဖြစ်ပါတယ်ကိုကိုဒါဆက်ဝယ်ဖို့စဉ်းစားထားပြီးဘယ်ဆက်ဝယ်ရမလဲရွေးချယ်ရမလဲအခက်တွေ့နေတဲ့တောင်ရလုပ်ငန်းရှင်ဦးကြီးများအတွက်ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါချီရတဲ့ဖိတ်ခေါ်ရပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ပြပြချင်တာကတော့ကိုကိုဒါ MU 9.3နေရာဆိုရင်ကိုကိုဒါရင်းကောင်ရဲ့59ကောင် V2403 diesel engine 4-stroke direct injection system အသုံးပြုထားတဲ့အတွက်ကြောင့်မလို့လေးလုံးတို့direct ပေါက်ကွဲစနစ်ဖြစ်နေပြီးတော့သူ့မှာတာဝူပါဝင်တဲ့အတွက်ကြောင့်မလို့အယုံကဆွဲနေနဲ့အထူးကောင်းမှုနဲ့တောင်ရလုပ်ငန်းရှင်များအတွက်တင့်တော်တဲ့ဆက်ယူစားတွေဖြစ်ပါတယ်။သူရဲ့ Excel တန်းကဆိုရင်တော့ကိုကိုဒါမြင်းကောင်ရဲ့80 Excel တန်းကိုအသုံးပြုထားဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးဝထည်အနေနဲ့ပုံမကြီးမားဖွံ့ဖြိုးပြီးကီလိုဂရမ်ဟာလည်း2540ကီလိုဂရမ်ရှိပြီးတော့2တန်ခွဲ40ရှိတာအော်တို့နောက်ခရီးဆွဲအထူးသင့်နေတော့အဆင်ပြေရဲ့ဆက်မျိုးစားလေးပဲဖြစ်တယ်ပြီးရင်ကျွန်တော်ရဲ့ဒီဂီယာစနစ်လိုက်ကြည့်ရတာဂီယာစနစ်မှာဆိုရင်ရှေ့တုံးနောက်ဆုပ်ရှက်တဲ့ကိုစစ်ထိုးရှက်တဲ့အသုံးပြုတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရှေ့တုံးနောက်ဆုပ်ပြုလုပ်တဲ့အခါမှာဆက်ကိုအရှိန်လုံးရက်စရာမလိုပဲနဲ့ကလပ်လေးအသာမိတ်ထားပြီးတော့ရှေ့တုံးနောက်ဆုပ်အလွယ်တကူပြုလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ်ထိုးတဲ့နေရာခဲရေးဆွဲတဲ့နေရာလုပ်ငန်းလုပ်တဲ့နေရာတွေမှာအလုပ်ချိန်ကုန်တက်တာပြီးတော့အမြင်ပြင်ကျင်မှာပဲဖြစ်ပါတယ်။နေကြီးရစနစ်လိုလဲရလဲရှေ့ဂီယာ8ချက်နောက်ဂီယာ8ချက်ဂီယာ16ချက်ပါဝင်ပြီး red ပုံလိုပါလဲပါဝင်တဲ့အတွက်ကြောင့်မလို့ထဲပန်းဆွဲတဲ့အခါမှာကျွန်တော်စက်တွေအင်ဂျင်ပြူခြင်းမရှိဘဲနဲ့အော်တိုအလိုလျောက်အမအတင်းပြုလုပ်နိုင်တဲ့ drag ကိုစနစ်နဲ့ပေါင်းနေတာပါ။ PTO စနစ်အနေနဲ့ကလည်းဂီယာ2ချက်ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ရိုဒီကွန်ခိုးတဲ့အခါမှာအပတ်ရေး940 950ဆိုပြီးတော့စိတ်ချက်ရွေးချယ်နိုင်ပြီးတော့မြေမုံရက်ဒီအထိလိုအပ်တဲ့အပတ်ရေးလိုအပ်တယ်လို့ပြောင်းလိုက်တာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ဒီလို59ကောင်လေးကိုကျွန်တော်ကိုယ်တော်များတော်မှာရွေးချယ်ဝယ်ယူလို့ရနိုင်ပြီးတော့စလုံးနဲ့ကောကျွန်တော်ပေါက်ဈေးကတော့1950ဖြစ်ပါတယ်။ဒီနဲ့တွဲဆက်3ရက်နောက်တွဲ implement အနေနဲ့ကတော့ DH246HW 24လက်မှ6ပဲ DH247H 24လက်မှ9ပဲDH266JW 26လက်မှ6ပဲနဲ့ RH220G ဆိုတဲ့ရိုဒီကုန်တွေကိုပါတွဲဆက်ပြီးအသုံးပြုတာဖြစ်ပါတယ်။ကျွန်တော်ဒီက K4 လာတဲ့မှာဝယ်ယူမယ်ဆိုရင်နောက်တွဲ implement တစ်ခု promotion ရရှိမှာဖြစ်ပြီးတော့ကျွန်တော်စလုံးနဲ့ပေါ်1250ပဲပေးချရမှာဖြစ်ပါတယ်။ကျွန်တော်အသေးစိတ်အချက်လက်တွေကိုစုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်တွေအနေနဲ့399 920 338 8920 338 8820 338နဲ့933 338 253လုံးခုကုန်239လေးအစရှိတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ဆောင်ရန်မေးမြန်းဝယ်ယူနိုင်ပါလိမ့်ဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးကြောက်ချင်းများကိုကျေးဇူးအထူးတင်ရှိပါတယ်။